Hello ဒီနေ့ကတော့အာဟာရရှိတဲ့ကိုရီးယားဂျင်စင်ချက်ပေါင်းလေးကိုလောက်စားမယ်ဒါကအစင်သင့်ထုတ်ပေါ့နော်ဒီထဲမှာကြက်တစ်ကောင်လုံးပါတယ်ပြီးသွားလို့ရှိရင်တစ်အေသီးတို့ပြီးသွားရင်တရုတ်စည်းသီးတို့ဂျင်စင်တို့အကုန်လုံးပါတယ်ပေါ့နော်အဲ့ဒါကိုကိုရီးယားကနေထုတ်ထားတာပေါ့နော်ဒီဟာလေးကကိုရီးယားဆိုင်တွေတရုတ်ဆိုင်တွေတိုင်းမှာဝယ်လို့ရတယ်သူကအထုတ်လိုက်ရင်နွေးဆူဆူထဲမှာထည့်ပြီးတော့15မိနစ်လောက်ပြုတ်လိုက်လေရတယ်အိုးရဲထည့်ပြီးတော့တည်လေရတယ်ဒါမှမဟုတ်အိုးရဲထည့်ပြီးတော့လို့ရှိရင် microwave ထဲမှာပြန်နှွေးလိုက်လေရတယ်ပေါ့နော်15မိနစ်လောက်တည်လိုက်ရင်ရပြီကိုယ့်အတကူလှုပ်ရှားလို့ရှိရင်ကြားတယ်ပေါ့နော်ဒီဟာလေးကအရန်ဆင်ပြေတယ်အဲ့ဒါလေးနဲ့လှုပ်ရှားမယ်ပေါ့နော်အရင်ဆုံးရင်းနှွေးဆူဆူလေးကိုရင်တည်မယ်ရင်းနှွေးဆူဆူတည်ပြီးသွားလို့ရှိရင်ခုနကချက်ပေါင်းအထုပ်ကိုတစ်ခါတည်းထည့်လိုက်လို့ရတယ်စိတ်မပူနဲ့เนาะသူကဒီတိုင်းထည့်လိုက်လေရတယ်ဂျပန်မှာတချို့ပါစတာအနှစ်ထုတ်တွေပါတယ်ဆိုလို့ရှိရင်လည်းအဲ့လိုမျိုးရေနွေးထဲမှာထည့်ပြုတ်လိုက်လေရတယ်ကဲချက်ပေါင်းလုပ်ထားတဲ့ချိန်မှာပဇွန်တင်ဆန်ဖတ်ထုတ်လေးကိုတည်ထားတယ်သူလည်းယူနီနဲ့ပဲပေါင်းထားတာပေါ့နော်ပြီးတော့ရင်ကိုရီးယားကင်ချီလေးလည်းစားမယ်အဲ့ဒါကကြတော့တခါတည်းလှီးဖြတ်ပြီးသားကင်ချီပေါ့နော်တချို့အထုပ်တွေကကြတော့အတုံးလိုက်ကြီးပါတဲ့ဟာတွေဆိုပြန်လှီးနေရတာရှုပ်လို့ပေါ့နော်ကဲဒါလေးကကြတော့ဟိုတနေ့ကခရစ်စမတ်ပွဲမှာဝယ်လာတဲ့ဖန်ကွတ်တို့ပကံတို့တင်တဲ့ဟာလေးပေါ့နော်သူကတစ်သားနဲ့လှုပ်ထားတာအရန်လာတယ်နော်10ယူရိုပဲပေးရတယ်အဲ့ဒါလေးသုံးမယ်ကဲခုနကကင်ချီကိုဖောက်ထည့်လိုက်လို့ရှင်ပကံထဲမှာတလောက်လောက်အနေထားတော့ရတယ်ပေါ့နော်သူကကုန်လှီးပြီးသားဆိုတော့ခါတဲ့တန်းစားရုံပဲကဲခုနကချက်ပေါင်းလေးရပြီဆိုတော့ပကံထဲကိုထည့်လိုက်မယ်ဘာတွေပါလဲဆိုတော့ကြည့်အောင်နော်ထဲမှာချက်ပေါင်းရည်ရလေးတော်တော်လုံးလောက်ပါတယ်ချက်ကလေသူအကောင်ကြီးတော့မဟုတ်ဘူးเนาะအကောင်အသေးကိုမှတကောင်လုံးပါတယ်အဲ့ထဲမှာသူကထမင်းနေအစားတွတ်ပြီးတော့ဂျင်းစင်းတွေထည့်ပြီးတော့ပေါင်းထားတာပေါ့နော်သူကလုံးဝနူးဣနေရမျိုးပေါ့ဒါကတရုတ်စည်းတီဒါကကြတော့ဂျင်းစင်းအချောင်းနေပေါ့နော်အယူဝအစားလုံးဝဝါစားလို့ရတဲ့အထိပေါ့နူးဣနေရမျိုးပေါ့နော်ကျမကြီးမကောင်းတဲ့အချိန်မျိုးနေမကောင်းဖြစ်တဲ့အချိန်မျိုးဆိုလို့ရှိရင်ချက်မနေတော့ဘဲနဲ့ဒါမျိုးလေးပဲဖောက်စားလိုက်တာပိုအဆင်ပြေတယ်လွယ်လွယ်ကူကူလည်းဝယ်လို့ရတယ်ဂျပန်မှာဆိုလဲရန်1000လောက်ပဲရှိတယ်ပေါ့နော်အစင်သင့်စားလို့ရတဲ့ခါကျတော့အရန်အဆင်ပြေတယ်ပေါ့နော်ဥမာနေမကောင်းဖြစ်တဲ့လူသွားကြည့်တဲ့အခါမျိုးဆိုရင်လည်းဒါမျိုးလေးတွေလက်ဆောင်ပေးလို့အဆင်ပြေတယ်ကဲအဲ့ဒါလေးတွေပြင်ဆင်ပြီးသွားပြီဒါကပကံအသေးလေးနဲ့ထည့်လိုက်ရင်ဒီလောက်အမောင်းရတယ်ပေါ့နော်ဘာမှရေပိုင်းထပ်မရောထားအောင်နော်ဒါကသူ့ပါတဲ့အတိုင်းပဲပင်ဖတ်ထုတ်ရဲ့ကင်ချီရဲ့ပေါ့နော်အပြင်မှာရာသီဥတုအေးနေတဲ့အချိန်အာဟာရရှိအောင်လို့ကိုရီးယားဂျင်စင်ချက်ပေါင်းလေးကိုကျမရဲ့ပူပူလေးအတွက်ပြင်ဆင်ထားတာပါရှင်အမြဲတမ်းထမင်းဟင်းနေပဲချက်မနေပဲနဲ့တခါတလေတော့ဒီလိုမျိုးအာဟာရရှိတဲ့စပြုတ်လေးတွေလောက်တော့ကြည့်ကြနော်ဆုံးတိကြည့်ရှိပေးတာကျေးဇူးတင်ပါတယ်တတ်တာ